ငါတို့မျိုးတွေဘယ်တိုင်နိုဆောရောက်လာလဲကွာဘာရောက်တိုင်နိုဆောတွေဘယ်လိုလုပ်မျိုးတွေရောက်လာလဲပြည့်ကွာအာငါငါဒီမရှင်ကိုငါအောင်မြင်လုပ်ကြမှာပဲကွာငါ့ဌာနချုပ်ကလည်းဒီတိုင်နိုဆောတွေကိုနှိမ်နှင်းဖို့ငါတယောက်တည်းလွတ်လိုက်တယ်အေးဘောအားလည်းအထူးကွန်မန်ဒိုတက်သားဆိုတော့ဒီတစ်မျိုးလုံးမှာဒိုင်နိုဆောတွေဘယ်နဲ့ကောင်တောင်ရှိမလဲမသိဘူးငါမှရိတ်ခါတွေလည်းလုံလောက်ကောထည့်ပေးလိုက်လားမသိဘူးအားတို့ဌာနချုပ်ကဒီမရှင်အောင်မြင်ဖို့အတွက်ငါ့ကိုဒီမျိုးကိုလွတ်လိုက်တာပဲမျိုးမှလည်းလူတွေတယောက်မှမရှိတော့ဘူးဒိုင်နိုဆောတွေပဲစားပြစ်လိုက်တာလားမသိဘူးကားတွေလည်းသီးမှမတွေ့တော့ဘူးမျိုးကြီးကလုံးဝတိတ်ဆိတ်ခြောက်ကပ်ပြီးတော့တရေမျိုးတော်ကြီးလိုဖြစ်နေတယ်ငါလည်းမျက်စိရှင်းရှင်းကြည့်မှတိုက်တွေပေါ်လဲမော့ကြည့်မှရမယ်ဒိုင်နိုဆောတွေကလှေကားတွေကနေတိုက်ပေါ်ကိုတက်နေတက်နိုင်တာပဲတချို့ဒိုင်နိုဆောတွေမှာဆိုရင်အတောင်ပန်းနေပါတယ်လေဘူးကောင်းငင်ဘောကနေလည်းမီးမုတ်နိုင်တဲ့အကောင်တွေလည်းအများကြီးရှိတယ်အခုငါလောလောဆယ်တွေ့ထားတာတော့ခုနကငါနှိမ်ရင်းလိုက်တဲ့အကောင်တွေကတော့ဒီကောင်တွေကတော့မြေကြီးပေါ်မှာသွားတဲ့အကောင်တွေမြို့ထဲမှာသတိလုံးဝလွတ်သွားလို့မဖြစ်ဘူးနောက်မဆိုရင်ငါအကင်ခံရလိမ့်မယ်ဒီကောင်တွေနောက်ကလည်းရောက်လာနိုင်တယ်လူတွေလည်းတယောက်မှမရှိတော့ဘူးမျိုးကြီးကလုံးဝ6ကက်တိတ်ဆိတ်နေတာပဲဟိုရှိမှနီလေးကဘာလေးလဲမသိဘူးကြည့်လိုက်မယ်ကွာပြဘာမှတော့လှုပ်ရှားမှုတော့မတွေ့ရဒီကောင်တွေဘယ်နေရာပုံးနေလဲမသိဘူးတချို့ဒိုင်နိုဆောတွေကတော့ဒီကောင်တွေကပတ်ဝန်းကျင်နဲ့လာရောညှိထွေမှုဖြစ်အောင်ဒီကောင်တွေခန္ဓာကိုယ်ကအယောင်ပြောင်းလို့ရအဲ့ဒါကိုလည်းငါသတိထားမှဖြစ်မယ်ဒီဒိုင်နိုဆောတွေကိုတစ်မျိုးလုံးမှာရှိတဲ့ဒိုင်နိုဆောတွေကိုနှိမ်နှင်းဖို့ကငါတယောက်တည်းဆိုတော့ဒီမရှင်ကြီးတစ်ခုလုံးငါနောက်မှတယောက်မှပါမလာဘူးအဖော်တွေကငါတယောက်တည်းပဲဒီမရှင်တစ်ခုလုံးကိုအောင်မြင်အောင်ပြီးစီအောင်ဌာနချုပ်ကငါ့ကိုဒီကိုလွှတ်လိုက်တာအေးဘောငါလည်းအထူးကွန်မန်ဒိုတက်သားဆိုတော့ဒီမရှင်အောင်မြင်သွားရင်တော့ငါအတွက်တော့စုတစိတ်တီတော့ရမယ်နဲ့တူတယ်ဟုတ်ပြီမျိုးထဲမှာတော့လောဆယ်မတူဘူးဒီကမ်းခြေဘက်ကိုတော့သွားကြည့်ရမယ်တချို့ဒိုင်နိုဆောတွေကပင်လယ်တွေကနေလည်းတက်လာတယ်ရေထဲမှာနေတဲ့ဒိုင်နိုဆောတွေလည်းရှိလောလောဆယ်တော့ဒီကမ်းခြေမှာတော့ရှင်းတယ်ကမ်းခြေမှာဘာမှမတွေ့တော့ဘူးငကိုတော့ဆိုရင်ဒီကမ်းခြေကတော့အပန်းပြည့်တဲ့လူတွေနဲ့စီကားနေတဲ့နေရာလေးအခုတယောက်မှမတွေ့တော့ဘူးဒီကနေ့ဒိုင်နိုဆောတွေပဲစားသွားတာလားမသိဘူးဒါဖြစ်နိုင်တယ်ဒိုင်နိုဆောတွေပဲစားသွားတာလားမသိဘူးခုနကငါနှိမ်နှင်းလိုက်တဲ့ကောင်တော့ဒိုင်နိုဆော2ကောင်လား3ကောင်လားမသိဘူးအကောင်ကြီးတွေကလည်းတော်သေးတော့ပေါ့ငါမှတနက်ပါလာလို့မြို့ကလူတွေကတော့တောင်းတနက်ပဲရှိမလဲဒီဘက်မှာလည်းမြင်ငွေကတော့ရှင်းနေရပဲဒီကောင်တွေဘာတွေလုံနိုင်လဲလုံးဝသတိလွတ်လို့မဖြစ်ဘူးဒီကောင်တွေကိုအောင်ဖျောက်ထားတာလားမသိဘူးငါနောက်ဘက်ကလည်းငါလုံးဝစိတ်မချဘူးငါနောက်ဘက်ကနေဝင်ကြိုက်သွားရင်လည်းငါခံအောင်မယ်ဒီကောင်တွေခြုံကိုတိုက်ခိုက်လိုက်ရင်ငါဂိသွားလိမ့်မယ်နောက်မှလည်းပြစ်ကူပေးမယ်လို့တယောက်မှမရှိဘူးကိုအားကိုပြီးတော့ငါအောင်မြင်အောင်လုပ်ကြတော့မယ်ရမ်းပြီးတက်သွားလို့မဖြစ်ဘူးလုံးဝလောဆယ်တော့ရှင်းနေတယ်လူတွေလည်းတယောက်မှမတွေ့ဘူးညဘက်ရောက်လာရင်ပို့ဆိုးမယ်ညဘက်ရောက်လာရင်ဒိုင်နိုဆောတွေကအမောင်မှာဒီကောင်တွေကကျင်သားရနေတဲ့ကောင်လေးဒီကောင်တွေကကဘာဦးအစတွေကဖြစ်လာတဲ့ဒိုင်နိုဆောမျိုးစိတ်တွေဒီကောင်တွေကကဘာကြီးအစတွေက
ဒီကောင်တွေကဒိုင်နိုဆောတွေကဖြစ်လာတာဒိုင်နိုဆောတွေကရမ်းကြောက်ဖို့ကောင်းတယ်တချို့တွေကလေဘင်းအရှိကြီးနဲ့အုံးမင်းလောက်ကြီးတွေရှိတယ်လေဘင်းကြီးတွေကဒိုင်နိုဆောတွေကအကြီးတွေလည်းအတွေ့ဘူးတယ်ဒါပေမဲ့ငါတွေ့ဘူးတာရုပ်ရှင်ထဲမှာဒါပေမဲ့အခုလက်ရှိဒီမျိုးမှာပြည့်ပြတ်နေတာတော့တကယ်အပြင်မှာတွေ့ရတဲ့ဒိုင်နိုဆောတွေအပြင်မှာတွေ့ရတော့ဒီကောင်တွေကအရန်ကြောက်ဖို့ကောင်းတာပဲသွားတွေကလည်းလွှာသွားလို့မျိုးကြီးတွေသွားတွေကအကြီးတွေလူဆိုရင်တခါတည်းကြိုက်ုံနဲ့တင်းနိုင်တယ်ဒီနေရာတွေမှာလည်းတယောက်မှမတွေ့တော့ဘူးဒီနေရာတွေမှာငကိုဒီထိုင်ကုန်းတွေမှာမိသားစုလိုက်အပန်းပြေတဲ့ကွင်းမြင်ဒီနေရာလုံးဝဆိုင်နေဆိုတာဘာဆိုင်မှတော့မဖွင့်တော့ဘူးတခြားတတိထားမှရမယ်ဒီမျိုးမှာရှိတဲ့မှဒိုင်နိုဆောတွေကိုငါနှိမ်နှင်းမှရမယ်ကောင်းကင်မှာလည်းအပေါက်ကြီးလားလို့ကောင်းကင်ဘဝကနေပဲဆင်းလာတာလားမသိဘူးခဏငါကောင်းကင်ဘဝမှာအပြာရောင်အပေါက်ကြီးတစ်ပေါက်တွေ့လိုက်တယ်ဘလက်ဟိုးပုံစံမျိုးကြီးရုပ်ရှင်ထဲမှာကြည့်ဘူးလားတော့အဲ့ဒီရဲ့အပေါက်ကောင်းကင်ဘဝအပေါက်ထဲကနေမိစ္ဆာတွေဆင်းလာတယ်ဒီမှာတော့ဒိုင်နိုဆောတွေဆင်းလာလားမသိဘူးဟုတ်တယ်ဒါဖြစ်နိုင်တယ်ဒိုင်နိုဆောတွေကကောင်းကင်ဘဝလာတဲ့အကောင်တွေလည်းရှိနိုင်တာပဲလေမင်းကန်းကြီးကနေလည်းတက်လာနိုင်တယ်ဒီကောင်တွေဒိုင်နိုဆောမျိုးစိတ်တွေကနေရာနဲ့ကနေဒီကောင်တွေရှိနိုင်တယ်လောလောဆယ်တော့ရှိမှာတော့မရှိတော့မမောင်ရင်ရှိသမျှဒိုင်နိုဆောတွေကိုငါအပြတ်ရှင်းမှဖြစ်မယ်မောင်လာရင်ငါတို့အနေတွေများတယ်နောက်ငါပြစ်ကြတဲ့ပြစ်ကွင်းရတယ်လုံးဝမရှင်းတော့ဒီမပူပါဘူးလေငါမှတော့ညက်ကြည့်မှန်မြောင်းပါတယ်ဒီညက်ကြည့်မှန်မြောင်းနေဆိုတော့ဒီကောင်တွေကိုရဲ့ပုံရိပ်တွေလှုပ်ရှားမှုတွေကိုငါရှင်းရှင်းလင်းလင်းငါမြင်ရတာပေါ့တိုက်ကြီးတွေကွာမျိုးကြီးကနှမျောစရာကြီးဒီမျိုးကြီးကဒိုင်နိုဆောတွေမနှိမ့်ဆက်လိုက်ရင်ဘယ်လောက်စီကားလိုက်မဖြစ်ချင်းတိုက်ကြီးတွေဆိုလည်းအမြင်ကြီးတွေအထက်100ကျော်တွေတောင်ရှိမယ်နဲ့တူတယ်ဒီတိုက်ကြီးဆိုရင်ရောင်စုံလှလိုက်တာတော့စေတော့ဘယ်ဒီရောက်ကုန်လဲမသိဘူးတော့စေတော့မတွေ့ဘူးဒီကောင်တွေကအပင်နေချားထဲမှာလည်းပုံနိုင်တယ်လမ်းနေမှာလည်းကားတစ်စီးတစ်လိမ္မာတော့မတွေ့ဘူးဟုတ်ပြီကောင်းကင်မော်ဒယ်ချက်ကြည့်ရမယ်ဒီကောင်တွေအတန်ပြစ်ကြည့်လိုက်ဒီတိုက်ကြီးထဲမှာများဝင်နေမလားမသိဘူးတနက်တန်ကြားရင်တော့ဒီကောင်တွေထွက်လာမှာပါထွက်မလာဘူးဒါဆိုဒီကောင်တွေကလင်းငိုင်ချောင်းပြီးတယ်ဒီကောင်တွေကတိုက်ကိုက်နိုင်တယ်ဒိုင်နိုဆောတွေကဟုတ်ပြီငါတော်ဝင်လောက်ချက်ရှိတာငါလောက်ကမှာပဲဒီပြင်းတော့တိုက်ကြီးကလှလိုက်တာရောင်စုံမှန်ပြားတွေနဲ့အထက်တွေဘယ်လောက်တွေတော့မြင်လဲမသိဘူးရှင်းမနှစ်ကောင်ဒိုင်နိုဆောနှစ်ကောင်ပြစ်ပြီဒီကောင်တွေဒီကောင်ခေါင်းတက်တက်ပြစ်မှရမယ်လေအရေးတော့ကြည်ကုန်းနေပြန်ကွာပြစ်တာတော့တေးတာပေါ့တော်သေးတာပေါ့ဒီကောင်ကြံကြီးလေဒီကောင်ကဘာကောင်လဲမသိဘူးငေါ့ကိုက်နေအမင်းမလည်းစူးနေနေကွာကျက်နေတော့ဘူးလေကျက်နေဒီကောင်ကြောက်ဖို့ကောင်းတယ်ပဲဒီကောင်တွေတေးတော့ဘာတွေထွက်လာမှမသိဘူးရောင်စင်နှမ်းတွေနဲ့ကောင်းနေမို့ဒီကောင်တွေဝိကြီးသွားတာဒီမှာမျိုးစိတ်တစ်ခုပါလားခေါင်းပြပြကြီးနဲ့ခေါင်းအချိန်မျိုးအားရောခေါင်းပတ်ပါလေသေးတာပေါ့ခေါင်းထိသေးသွားလို့ပြတာဒီကောင်ခေါင်းတက်ပြီလဲဟုတ်တယ်ငါတင်တာမမဝေးဒီကောင်တွေကကောင်းကင်ဘောလာတာရှေ့မှာတကောင်လာသေးလာပြီရောငါ့ကိုကြိုက်တယ်ဒီကောင်လေးဘယ်နဲ့ကောင်လေးတော့လဲငါဝိုင်းတာပြီအောင်ပြေးစမ်းကွာပြေးမြင်ဝင်မရှင်းပါဒီကောင်လေးကမြင်လိုက်တာဆိုတော့ကောင်းတဲ့ပြေးမှရမယ်
အေးတေးတန်းကွာတကောင်ကြံသေးတယ်အော်ပြစ်တယ်အေးဒီကောင်လေးကကောင်းကင်ဘဝနေလာတာပဲကွာဒီကောင်လေးတေးသွားတဲ့ဝင်းကြီးမှန်သမျှဝင်းကြီးတွေကကောင်းကင်ဘဝပြန်တက်သွားတာပဲငါထင်တဲ့အတိုင်းပဲဒီကောင်လေးကောင်းကင်ဘဝနေဆင်းလာတာပဲတော်သေးတာပေါ့မရှိတော့ဘူးနဲ့တူတယ်မြို့ထဲမှာတော့အေးတော်သေးတာပေါ့ကွာငါ့ရဲ့ mission ကိုငါပြီးဆုံးအောင်လုပ်လိုက်နိုင်ပြီတော်သေးတာပေါ့ဒီမှာလိန်ဝင်းရှိတယ်လိန်ဝင်းကနေငါစောင့်နေရုံပဲအဲဆိုရင်ငါ mission အောင်မြင်သွားပြီတော်သေးတာပေါ့အခုမှပဲဒါဆိုရင်ငါ့ရဲ့ mission အောင်မြင်ကြောင်းကိုအထက်ကိုသတင်းပို့ရမယ်ဟုတ်ပါပြီအားလုံးပဲကျွန်တော်ဗီဒီယိုကြည့်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကို subscribe လေးလုပ်ပေးကြပါအောင်เนาะကျွန်တော် channel လေးကိုအားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးဘိုင်းဘိုင်း gaming channel ကို YouTube ကို subscribe မလုပ်ရသေးလို့လည်း subscribe လေးလုပ်ပေးကြပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်ဘိုင်းဘိုင်း